ဒီညီမလေးမေးထားတာလေး reply ပြန်ပေးခြင်းလို့ပါနော်သူမေးထားတာ340ရင်းပြီးဖွင့်ထားတာတဲ့24ရက်ရှိပြီတဲ့တရက်3သိန်းဝန်းကျင်ရောင်းရပြီမဲ့တဲ့ပစ္စည်းတွေဝယ်ထည့်ရနဲ့အခုထိတဲ့တကြက်မှမစူးမိဘူးချိန်မှအမျက်ငွေစူးလို့ရမှာလေရှင်တဲ့အဲ့ညီမလေးမေးထားတာကိုနောက်ထပ်ညီမတစ်ယောက်ကပေါ့နော်အဓိကအဲ့ comment reply ပြန်ဖြစ်တာလေဒီညီမလေးရဲ့ comment ကြောင့်ဆိုရင်လည်းမမှားပါဘူးနော်ညီမလေးရေးတဲ့အမားလောက်တဲ့နီလန်လေးမျှဝေပေးရသေးနော်တဲ့အမားဆိုတဲ့စိုင်မွေးကစား3-4စားမှာတဲ့ညီမလေးလိုပဲဖြစ်ခဲ့တဲ့အမျက်ငွေကဘယ်စီမှမသိခဲ့ဘူးတဲ့အခုနောက်ပိုင်းတဲ့အမား system လေးပြောင်းတနေ့ကို2သိန်းဝန်းရောက်ရင်2000စုဘူးတဲ့ထဲစုတဲ့တရက်ကိုဘလောက်ရောင်းရငွေရဲ့10%ကိုထဲစုတဲ့ system လေးပြောင်းလိုက်တော့အဆင်ပြေသွားတယ်ညီမလေးရေးတဲ့အခု comment မှန်ထားတဲ့ညီမလေးကလည်းဟုတ်ကဲ့မမတဲ့ညီမလေးတဲ့အဲ့တိုင်းလိုက်လုပ်ကြည့်ပါမယ်ဆိုတော့အကံပြောတာတော့မဟုတ်ဘူးပေါ့ညီမလေးတို့ရဲ့အကံပြောတာတော့မဟုတ်ဘူးဒါမဲ့တခုခုလွဲနေပြီလို့တော့ယူဆတယ်နော်ညီမလေးရင်းထားတာ340ပဲရှိသေးတယ်စိုင်ဖွင့်တာလည်း24ရက်လောက်ပဲရှိသေးတယ်အဲ့ဒါကိုညီမလေးတရက်ကို10%ရောင်းရငွေရဲ့10%စုမယ်ဟဲ့ဆိုညီမလေးဆိုင်3လထက်မတည်မြဲဘူးဒါအကုန်အပွင့်လင်းဆုံးပြောတာ3လထက်မတည်မြဲဘူးအခုလိုမျိုးကုန်စည်နှုန်းတွေတက်နေကြနေတဲ့အချိန်မှာဆိုညီမလေးပိုဆိုးတယ်နော်တက်နေကြနေတယ်ဆိုတော့အတက်ဖက်ကိုပို့ပြီးအားသာနေတဲ့ကာလမှာညီမလေးဒီငွေသားတာကင်ထားမယ်ဟဲ့ဆိုညီမလေးဒုက္ခရောက်တော့မှာအဲ့ဆိုတဲ့ပမာဏဒီကိုတက်နိုင်တဲ့အရင်းနှီးနဲ့လုပ်ငန်းထူထောင်တာဖြစ်တယ်အားပေးတယ်လုပ်လို့ရတယ်ဒါပေမဲ့ကိုရောင်းရငွေရဲ့အမျက်တွေပါစုပြီးတော့ဒီဆိုင်ထဲကိုပြန်ထည့်ဖို့အကိုကဦးစားပေးပြီးတော့တောက်လျှောက်ပြောလာတာပါနော်ညီမလေးကအခုကရောင်းရငွေတွေကနေပြီးတော့10%ဖဲ့ပြီးစုဖို့ကြံနေတယ်ဆိုတော့ညီမလေးပြဿနာတက်နိုင်ပါတယ်အကိုအပွင့်လေးဆုံးပြောတာပါနော်ဒီအချိန်ကငွေပြန်စုရမယ့်အချိန်မဟုတ်သေးပါဘူးနော်စိုင်ဝင်တာ24ရက်ပဲရှိသေးတယ်အရန်ကိုစောလုံးနေပါတယ်ဒီလုပ်ငန်းဒီအခုရေသွင်းအခုရေကြီးတောက်လို့ရတဲ့လုပ်ငန်းမဟုတ်ပါဘူးညီမလေးအချိန်2နှစ်ပတ်ချလဲလောက်ဒါမျိုးလုံးရလဲလိုက်နေမှာပါလို့နော်2နှစ်ကျော်ပြီးတော့ညီမလေးအနေနဲ့ပတ်ဆိုင်စုဖို့ကိစ္စကိုခေါင်းနဲ့ထည့်ပြီးစဉ်းစားသိခြင်းနဲ့လက်တလုံးမှာအဲ့ဒါမျိုးဒါ10%ရောင်းရငွေရဲ့10%နေ့တိုင်း daily စုမဟဲ့ဆိုရင်ညီမလေးဆိုင်3လအတွင်းကျင်းတယ်ပေါ့ပြဿနာတက်မှာပါလို့เนาะညီမရေเนาะအကိုကတော့သိနေအောင်ဝင်ထအောင်ပါ